ကျမ်းမာတော်မူပါစားခင်ဗျာဖြတ်တန်းကပေါင်းကောက်ဖို့ထရန့်စဉ်းစားနေချိန်ဟောမိုးစီလေကြားအီရန်ပြန်ပေးလိုက်တာကြောင့်အပြစ်ရပေမဲ့စင်မီမငြိမ်းနိုင်သေးတဲ့အရှေ့လေပိုင်းထရန့်နဲ့အီရန်ဘာတွေဆက်ဖြစ်ကြမလဲလက်ဘနွန်ကိုအစ္စရေးကဆက်ပြီးတိုက်ခိုက်နေရင်လက်တုံ့ပြန်မယ်လို့အီရန်သတိပေးလိုက်တဲ့သတင်းအီရန်အမေရိကန်စစ်ပွဲလိုပဲလိုင်းပေါ်မှာဖြစ်နေကြတဲ့မပြေးနိုင်သေးတဲ့မတ်ပန်ဆယ်လိုချမ်းမမြတော့မတ်ရွှေမိုးနဲ့မာမီပန်တို့ရဲ့စစ်ပွဲမှာမတ်ပန်ဆယ်လိုရဲ့အကွက်ထဲကျုံဝင်သွားတဲ့အီရန်ချမ်းမမြတော့ရဲ့1,200ကျော်စစ်တင်တဲ့အရှုပ်တော်ပုံနဲ့ SDG ရှယ်ယာလင်းလည်မှုကြီးမင်္ဂလာပါခင်ဗျာနောက်ကုကျော် channel ကပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ Admin ပါဒီကနေ့မှာတော့တကမ္ဘာလုံးကစိတ်ဝင်စားစောင့်ကြည့်နေရတဲ့အရှေ့လေပိုင်းရေးအထူးသဖြင့်အမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့အီရန်တို့ကြားကအပြစ်ရစဲသဘောတူညီချက်နောက်ွယ်ကစီးပွားရေးအကျိုးမြတ်နဲ့ပြန်လည်တင်းမာလာတဲ့စစ်ရေးအခြေအနေတွေအကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာအီရန်နဲ့နှစ်ပတ်ကြာအပြစ်ရဖို့သဘောတူခဲ့ပြီးနောက်မှာထူးခြားတဲ့စကားတစ်ခုပြောလိုက်ပါတယ်အဲ့ဒါကတော့ကမ္ဘာကြီးနဲ့တင်ပို့မှုမှာအဓိကကျတဲ့ Hormuz စီလေကြား Strait of Hormuz ကိုအီရန်နဲ့ဖက်ဆက်လုပ်ငန်း Joint Venture အနေနဲ့ပူးတွဲလှုပ်ဆောင်သွားနိုင်တယ်ဆိုတဲ့အချက်ပါပဲပြီးခဲ့တဲ့ဧပြီလ10ရက်နေ့က ABC သတင်းဌာနနဲ့အင်တာဗျူးမှာထရန့်ကရေလက်ကြားကနေဖြတ်တန်းတဲ့တင်းမောတွေကိုအခါချင်းငွေကောက်ခံဖို့စဉ်းစားနေလို့ဆိုပါတယ်ဒါရေလက်ကြားကိုလုံခြုံအောင်ကာကွယ်ပေးနိုင်မဲ့နည်းလမ်းဖြစ်သလိုစီးပွားရေးကလည်းငွေတွေအများကြီးရလာနိုင်တယ်လို့သူကတွက်ချက်ထားတာပါဒီနေရာမှာသုံးသက်သူတွေပြောနေတာကတော့ထရန့်ဟာအီရန်နဲ့ပြန်လည်ထူထောင်ရေးအတွက်ရေလက်ကြားကနေဖြတ်တန်းကကောက်ခံမဲ့အဆိုပြုချက်ကိုလက်ခံချင်နေပြီးအမေရိကန်အနေနဲ့လည်းစီမံခန့်ခွဲမှုခါချင်းငွေဆိုတဲ့ခေါင်းစဉ်နဲ့အမျက်ဝေစုခွဲယူဖို့ကြံစည်နေတာဖြစ်နိုင်တယ်လို့ဆိုကြပါတယ်ဒါမဲ့ချင်းတွေကထင်တော့မချောမွေ့ပါဘူးအမေရိကန်နဲ့အီရန်အပြစ်ရထားပေမဲ့အမေရိကန်ရဲ့မဟာမိတ်အစ္စရေးကတော့လက်ဘနွန်ကဟစ်ဇ်ဘိုလာတွေကိုအပြင်းထန်ဆက်လက်တိုက်ခိုက်နေပါတယ်အစ္စရေးဝန်ကြီးချုပ်နေတန်ညာဟူကလည်းလက်ဘနွန်မှာအပြစ်ရမှာမဟုတ်ဘူးလို့ပြပြတသားပြောထားသလိုဧပြီလ10ရက်နေ့ကပဲဟစ်ဇ်ဘိုလာတွေပေါ်အပြင်းထန်ဆုံးထိုးနှက်နိုင်ခဲ့လို့ကြေညာခဲ့ပါတယ်ဒီချက်ကအီရန်ကိုဒေါသထွက်စေခဲ့ပါတယ်အီရန်ကလက်ဘနွန်ကိုဆက်တိုက်နေရင်နောင်တရသွားအောင်လက်သုံးပြန်မယ်လို့သတိပေးလိုက်ပြီးခဏတစ်ပုတ်ပြန်ပွင့်သွားတဲ့ဟောမိုးစီလက်ကြားကိုလည်းအခုတော့ပြန်ပေးလိုက်ပြီလို့သတင်းတွေထွက်ပေါ်နေပါတယ်လက်ရှိမှာတော့ရေလက်ကြားချင်းတွေဟာအတော်လေးကိုရှုပ်ထွေးနေပါတယ်အိမ်ဖြူတော်ကတော့ရေလက်ကြားပြန်ပွင့်နေပြီးတင်းမောတွေဖြတ်တန်းနေပြီလို့ပြောနေပေမဲ့တစ်ဖက်မှာတော့အီရန်တော်လိုင်းအဆောင်တက် IRGC ကရေလက်ကြားပိတ်ထားဆဲဖြစ်ပြီးခွင့်ပြုချက်မရှိဘဲဖြတ်တန်းတဲ့တင်းမောမှန်သမျှကိုပြစ်မှတ်ထားဖျက်ဆီးမယ်လို့ချင်းချောက်ထားပါတယ်အိမ်ပြည်တော်ပြောရေးဆိုခွင့်ရမျိုးသမီးကာရိုလိုင်းလီယာဗစ်ကတော့ဟောမိုးစ်ကဆက်ပြီးပိတ်ထားဆဲဆိုတဲ့သတင်းမှန်သမျှဟာမှားယွင်းတယ်လို့သတင်းတောက်တွေကိုပြောကြားခဲ့တာပါအပြည့်ရဲ့သဘောတူညီမှုရရှိပြီးအဲ့ဒီရေလက်ကြားကိုဖျက်တန်းတဲ့တင်းမောစီးရီကလည်းတဖြည်းဖြည်းတိုးလာနေလို့သူကဆိုပါတယ်ရေလက်ကြားပြန်ပိတ်ခံထားရတယ်ဆိုတဲ့မဟုတ်မမှန်သတင်းတွေကိုသမ္မတထရန့်ကလက်မခံနိုင်ကြောင်းရေလက်ကြားမှန်တကယ်ပြန်ဖွင့်နေပြီဆိုတာကိုအမေရိကန်ယာရှိတွေစီကအပြည့်အဝအာမခံချက်ကိုလည်းရရှိထားပြီဖြစ်ကြောင်းလီယာဗစ်ကပြောကြားသွားပါတယ်။အမေရိကန်ဒုသမ္မတ JD Vance ကတော့အီရန်သားသဘောတူညီချက်ကိုဖောက်ဖျက်ရင်ပြင်းထန်တဲ့အကျိုးဆက်တွေရင်ဆိုင်ရလိမ့်မယ်။သမ္မတထရန့်မှာစစ်ပွဲပြန်စားဖို့နည်းလမ်းတွေအများကြီးရှိတယ်လို့တင်းတင်းမာမာတုံ့ပြန်ထားပါတယ်။ဒါကြောင့်ထရန့်မျှော်မှန်းသလိုဖက်စစ်လုပ်ငန်းကနေငွေတွေအများကြီးရလာမလားဒါမှမဟုတ်အစ္စရေးနဲ့အီရန်ကြားကလက်ဘနွန်စစ်ပွဲကြောင့်အပြစ်ရရေးသဘောတူညီချက်ပြတ်ပြားပြီးစစ်မီးကြီးပြန်တောက်လာမလားဆိုတာကတော့ရင်တထိတ်ထိတ်နဲ့စောင့်ကြည့်အောင်မှာဖြစ်ပါတယ်ဒီသတင်းလိုပဲလိုင်းပေါ်မှာလဲမတ်ပန်ဆယ်လိုချမ်းမမြတော့မတ်ရွှေမိုးနဲ့မာမီပန်တို့ရဲ့စစ်ပွဲကလည်းမငြိမ်းသေးပါဘူးအရှေ့လေပိုင်းကထရန့်နဲ့အီရန်တို့ရဲ့စီးပွားရေးစရာထက်ပိုရှုပ်တဲ့သတင်းမို့စိတ်ဝင်စားကြည့်ရှုရင်ဝေဖန်ပေးကြပါအောင်ခင်ဗျာပထမဆုံးဇလန်းကတော့ချမ်းမမြတော့ခေါ်မြမြနဲ့မတ်ရွှေမိုးတို့ရဲ့ဇလန်းပါမတ်ရွှေမိုးကအင်းညောင်ပျော်စီစီကြောင်ချီလာလုံးနေုံနဲ့မကအခုပြောင်းလိန်ပြောင်းစားကွက်တွေစားလုပ်လာပြီဆိုကအထုပ်ဖြီလိုက်တာပဲဖြစ်ပါတယ်မတ်ရွှေမိုးကသူ့ကိုဘလော့ပြီးကိုရီးယားကတော်လှန်ရေးကိုဒုက္ခပေးနေတဲ့မိန်းမနှစ်ယောက်ဆိုပြီးစာတင်လိုက်တာကိုမြမြကမခံနိုင်တော့ပဲဖုန်းနဲ့ဆက်သွယ်ရာဖုန်းထဲမှာတနာရီနီးပါအတူတူငိုခဲ့ကြတဲ့ secret တွေကိုလည်းချပြလိုက်ပါတယ်မြမြရဲ့ဆိုရမတ်ရွှေမိုးဟာဖုန်းထဲမှာတော့ညီမလေးကိုချစ်လို့ပါပန်ဆယ်လိုနဲ့မကင်းကြောင်းမို့ဘေးချက်နံချက်ဖြစ်နေလို့ပါဆိုပြီးချောခဲ့ပေမဲ့အပြင်မှာတော့မြမြကိုတတ်တရှိုးလိုဘာလိုနဲ့ post တင်ခဲ့လို့ဆိုပါတယ်ချမ်းမြတော်ကသူမအနေနဲ့မတ်ရွှေမိုးကိုစိတ်ရင်းနဲ့ဆက်ဆံခဲ့ပေမဲ့အခုချိန်မှာတော့မတ်ရွှေမိုးကသူမကိုစစ်တရှိုးလိုမျိုးထင်အောင်ထင်မှားဖြစ်အောင်ရေးသားနေတာကြောင့်ဒါကိုလက်မခံနိုင်ဘူးလို့ဆိုပါတယ်အထူးသဖြင့်မတ်ရွှေမိုးဟာလူမြင်ကွင်း Facebook ပေါ်မှာတမျိုးနောက်ကွယ်မှာတမျိုးလှုပ်တတ်သူဖြစ်ပြီးအခုလိုသူမပေါ်မဟုတ်မမှန်ဆွဆွဲလာတာဟာတတိမရှိလို့ဖြစ်တယ်လို့လည်းဝေဖန်လိုက်ပါတယ်
နောက်ထပ်နမတဲ့တိုက်ခိုက်ခံရသူကတော့မာမီပန်ပါချမ်းမြတော်ရဲ့အဆိုအရမာမီပန်ဟာအပြင်မှာတော်လန်ရေးထားနဲ့လက်သုံးချောင်းထောင်နေပေမဲ့ကိုရမှာတော့စစ်တမ်းရုံးကိုသွားပြီးပတ်စပို့တက်တန်းတိုးဖို့စူးစမ်းခဲ့သူလို့ဆိုပါတယ်အဲ့ဒီချိန်တုန်းကချမ်းမြတော်ဟာကိုရီးယားလာဝကဝင်ကြီးဌာနမှာဂုဏ်ထူးဆောင်တန်အမတ်ဖြစ်ရှိနေတာကြောင့်မာမီပန်ကသူမစီမှာအကူအညီတောင်းဖို့တိုးရှိုးလာခဲ့ဘူးတယ်လို့လည်းဖော်ထုတ်လိုက်ပါတယ်ချမ်းမြတော်ကသူမဟာစစ်မှန်တဲ့တော်လိုင်းသမားတွေကိုစော်ကားတာမဟုတ်ပဲကိုရီးယားမှာတော်လိုင်းကိုဘန်းပြပြီးနေရာရဖို့စူးစမ်းနေသူတွေအချင်းချင်းတိုက်ခိုက်နေသူတွေကိုသာစိတ်ပြတ်တာလို့ပြောပါတယ်အထူးသဖြင့်အမေရိကဒေါ်မီမီဝင်းဘက်လာတဲ့ပွဲမှာသူမကအရင်ရောက်နေလို့ဆိုပြီးမာမီပန်တို့အုပ်စုကပွဲမလာပဲနေခဲ့တာတွေဟာစီးလုံးမှုမရှိတဲ့စိတ်ဓာတ်တွေဖြစ်တယ်လို့ထောက်ပြပါတယ်သူမကိုထိုးနှက်ဖို့အတွက်အုပ်စုဖွဲ့ group တွေဖွဲ့ပြီးတိုက်ခိုက်နေတာတွေကိုတီးလိုက်ရတဲ့အတွက်အားလုံးနဲ့ယတိပြတ်ဖြတ်လိုက်ပြီးအခုတော့ကိုပိုင်ကုမ္ပဏီလို့ကိုပဲအာယုံဆိုင်နေလို့ဆိုပါတယ်ဒီလိုစိတ်ဓာတ်တွေနဲ့တော်လိုင်းဟာလုံးဝမဖြစ်နိုင်ဘူးလို့လည်းသူမကကောက်ချက်ချလိုက်ပါတယ်ချမ်းမြတော်ရဲ့ဆွဆွဲချက်တွေနဲ့ပတ်သက်ပြီးအခုတော့တစ်ဖက်ကမာမီပန်ကလည်းပြင်းပြင်းထန်ထန်ပြန်လဲတုံ့ပြန်လာပါပြီချမ်းမြတော်ကမာမီပန်ဟာစစ်တမ်းရုံးမှာပတ်စပို့တက်တန်းသွားတိုးပြီးသူမစီမှာအကူအညီတောင်းခဲ့လို့ဆွဆွဲခဲ့တာပါဒါနဲ့ပတ်သက်ပြီးမာမီပန်က2022ခုနှစ်အစပိုင်းမှာလူတိုင်းတက်တန်းတိုးနေတဲ့အချိန်မှာသူမကိုယ်တိုင်တိုးခဲ့တာဖြစ်ပြီးဒါကိုလိန်ညာထားတာမရှိဘူးလို့ဆိုပါတယ်ဘာအကူအညီမှလည်းမတောင်းဘူးဒီကောင်မကစောက်ပြဿနာပဲလို့မာမီပန်ကဒေါသတကြီးတုံ့ပြန်ထားပါတယ်ဖုံးပြောရင်းနဲ့တက်တန်းတိုးရတာခက်ခဲတဲ့အကြောင်းကိုပြောပြခဲ့တာရှိပြီးချမ်းမြတော်စီကဘာအကူအညီမှမယူခဲ့ဘူးလို့သူမကအခိုင်အမာညင်းဆိုလိုက်ပါတယ်ချမ်းမြတော်ဖော်ထုတ်ခဲ့တဲ့အိမ်တော်ကြီးပြဿနာတွေနဲ့ပတ်သက်လို့လဲမာမီပန်ကသူမအိမ်ကဆင်းခဲ့တုန်းက live link ပြီးတော့အခက်ခဲတွေကိုဝေမျှခဲ့ဘူးပြီးသားမို့ဒါဟာလှုပ်ဝက်ချက်မဟုတ်ဘူးလို့ဆိုပါတယ်ယုံကြည်လို့ပြောပြခဲ့တဲ့မားရီစီကနေတဆင့်ချမ်းမြတော်ကတီးပြီးအတင်းတုံနေတာလို့လေသူမကဆွဆွဲထားတာပါဒေါ်မီမီဝင်းဘက်ပွဲကိုမလာတာကလည်းအလုံးမအားလို့မလာနိုင်တဲ့အကြောင်းကြိုပြောထားတာဖြစ်ပြီးချမ်းမြတော်ရှိနေလို့မလာတာမဟုတ်ဘူးလို့ရှင်းလင်းထားပါတယ်မာမီပန်ကနင်းကိုဘာမှမနာလို့စရာအကြောင်းမရှိဘူးလင်းကလည်းငါရင်ယူတာကလေးကလည်းငါရင်မွေးတာနင်းအင်ကြီးအတင်းလာရောက်တာကိုမနာလို့ရမှာလားဆိုပြီးတော့လေပြန်လဲလောင်ပြောင်ထားတာပါဒါအပြင်ချမ်းမြတော်ရဲ့မျိုးသားကမာမီပန်ကိုမြင်မှုကျင်တယ်လို့ပြောခဲ့တဲ့ကိစ္စကိုလည်းထဲသွင်းပြောဆိုပြီးလင်မယားချင်းအရင်ညှိကြအောင်လို့လည်းသူမကတိုက်တွန်းထားပါတယ်မာမီပန်ကတော့နောက်ဆုံးမှာအဲ့လိုပဲလူကချီကတိုက်ရင်ကြောက်ကြရက်ဖြစ်တဲ့ကြောင်းကိုတွေကဘသူအပူစာမှမစားထားသလိုအရှိကိုအရှိတိုင်းနေတော့ချပြတာလေးကိုပဲအတင်းဇွဆွဲချရတာပေါ့သဘောကောင်းခြင်းလဲဟမ်မဆောင်သလိုပန်းနုလည်းမသွေးတော့ဘယ်ရောက်မှမမီခိုလို့အုံမြင့်မမာနဲ့မို့လာပြောလဲလူတိုင်းတီးပြီးသားရမို့စိတ်ဝင်စားဖို့တော့မကောင်းကြောင်းဒုက္ခများတဲအိမ်မို့လွှင်းကြတာများဖွာကနေတိတ်ခါလဲမကြမ်းမာနာလဲမကြမ်းစောက်ရှက်လဲကွဲအယူကြီးပန်းရှောက်ရေးရှောက်ဆွဲတဲ့ဘောမကဘောမပဲအဲ့တချမ်းနဲ့တင်ရှက်တက်ရင်လဲသေးလိုက်ထပ်ပြီးရှောက်ရင်းနေရင်အဆက်ကွင်းအောင်အကုန်ထုတ်ချလိုက်မယ်ဆိုကသတိပေးထားတာပဲဖြစ်ပါတယ်မြမကမက်ရွှေမိုးနဲ့မာမီပန်တို့ကိုမဲနေတော့မှဈားထဲကနေဟင်းခတ်အမွှေးကြိုင်မဟုတ်ပဲငရုတ်သီးမုတ်လို့ဝင်လာတာကတော့မတ်ပန်ဆယ်လိုပါမတ်ပန်ဆယ်လိုကတော့မြမကိုစောက်ပြူးမာလို့ဒဲခေါ်ပြီးငါ့ကိုမနိုင်လို့မက်ရွှေမိုးကိုသွားမဲမနေနဲ့မကြည်နဲ့ကြိုက်တဲ့ချိန်ပွဲပြန်စားလို့ရကြောင်းဒီကလည်းအကွက်တွေထုတ်လို့ကုန်သေးတာမဟုတ်တာကြောင့်ကောမန့်ဖွင့်ရဲပြီလားဘလို့လဲတပွဲလောက်ပြန်စားကြမလားဆိုပြီးဝင်စော်ပါတော့တယ်ဒါတွေမကသေးပါဘူးမတ်ပန်ဆယ်လိုကမြမကို24နာရီချိန်ပေးမယ်သူမကြောင့်မဟုတ်မမှန်ရေးပြီးပင်လှုပ်ထားတဲ့ post ကိစ္စချက်ချင်းဖြတ်ပေးဖို့ကိုရာဇသံထုတ်လိုက်တာပါ US မှာအဖေနဲ့တငယ်ချင်းနာမည်တွေနဲ့အိမ်တွေအများကြီးဝယ်ထားတယ်ဆိုတော့တက်တွေပြနိုင်ရင်ပြမပြနိုင်ရင်သူမကြောင့်မဟုတ်မမှန်ရေးထားတဲ့ post တွေအကုန်ဖြတ်မလုပ်ရင်တော့ကိုရီးယားဥပဒေနဲ့ပြင်းမှာထောင်ထဲထိဒိုးရမယ်လို့ချင်းချောက်လိုက်ပါတယ်ဆီယမချန်ချန်ထောင်ထဲထိဒိုးရမယ်ကိစ္စကတခုတည်းတော့မဟုတ်ပဲအတွဲလိုက်ဖြစ်ကြောင်းကြားကိုနှကမ်းမွေးဆွဲပြီးရင်ကြားကြိုက်တဲ့အပေါက်လေးအတွက်တော့တက်တိကောင်းမှုတော့လိုပါတယ်တဲ့နောက်ဆုံးမှာတော့ခြေနဲ့ချောင်းကင်ပြီးသွားကြထိုးပြမှာဆိုကကျင်းဝါတာပဲဖြစ်ပါတယ်ဒီပွဲလေးကိုမတ်ပန်ဆယ်လိုကပါဝင်ရောက်ဆွတ်ဖက်လာတာကြောင့်ချမ်းမြတော်ကသူမကိုပါအစဲဆိုတွေနဲ့ဒဲတိုးတိုက်ခိုက်လိုက်တဲ့ပိုးတစ်ခုထပ်မံတင်လာခဲ့တာပါချမ်းမြတော်ကမတ်ပန်ဆယ်လိုကိုခွစ်ကိုမာလို့ပြင်းပြင်းထန်ထန်သုံးလုံးလိုက်ပြီးသူမနဲ့မဆိုင်တဲ့ကိစ္စမှာဗလိုင်းကြီးဝင်လုံးနေတာဟာမတ်ရွှေမိုးတို့အုပ်စုနဲ့အပေးယူတွေအရှုပ်ရှင်းတွေရှိနေလို့လားဆိုပြီးမေးခွန်းထုတ်လိုက်ပါတယ်မတ်ရွှေမိုးကိုကာပါလုပ်ပြီးဝင်ခွတ်ပြနေတာဟာရဲစရာဟာတာတစ်ခုပဲလို့လေသူမကဆိုပါတယ်ပန်ဆယ်လိုကသူမကိုမြက်ပြူးမလို့ခေါ်ဆိုတာနဲ့ပတ်သက်ပြီးတော့လေချမ်းမြတော်ကတခါလာလဲမြက်ပြူးတာတခါလာလဲလင်းတယောက်ယူတာပဲအကြောင်းထအောင်ပြောနေတာနင်တို့လိုရုပ်ပဲ့တွေနဲ့ထိတ်တိုက်ပြောနေဖို့မတန်ဘူးလို့တုံ့ပြန်လိုက်ပြီးသူမဖုံးကွယ်ထားတာဘာမှမရှိတဲ့အတွက်
ဘာကူမှဂယူးမဆိုင်ဘူးလို့လဲဆိုပါတယ်သူမသာတလင်လင်နဲ့အားကျနေပေမဲ့ခရိုနီချေမစုံနေရတဲ့နင်းလင်မျက်နှာကိုရောနင်ချပြရဲလို့လားဆိုပြီးမတ်ပန်ဆယ်လိုကိုစိန်ခေါ်လိုက်ကတတိရှိရင်ပန်ဆယ်လိုနေနဲ့သူမရဲ့မျိုးသားမျက်နှာကိုပြည်သူရှင်းမှာအရင်ချပြဖို့ကိုလည်းထည့်သွင်းပြောကြားထားပါတယ်ချမ်းမြတ်တော်ကမတ်ပန်ဆယ်လိုရဲ့မျိုးသားမျက်နှာကိုချပြဖို့စိန်ခေါ်ခဲ့တာနဲ့ပတ်သက်ပြီးမတ်ပန်ဆယ်လိုဘက်ကလည်းသူမကကိုရီးယားလင်ကိုမြန်မာစာသင်ခိုင်းပြီး follower ရှာခဲ့လူမဟုတ်ကြောင်းလင်းမပါဘဲလဲတောက်ပြောင်နိုင်တဲ့ရေချင်းရှိတယ်လို့ချမ်းမြတ်တော်ကိုဒဲတိုးပြန်ကစ်လိုက်ပါတယ်လင်ကို Facebook ပေါ်မတင်တာဟာရှက်စရာမဟုတ်ဘူးလို့လည်းသူမကဆိုထားပြီးကိုကို follower ရှာပေးခဲ့တဲ့ကျေးဇူးရှင်လင်ကြီးရဲ့ဓာတ်ပုံတွေကိုဖျက်ပစ်ပြီးနောင်မီလင်းနေတဲ့လင်အသင်းနဲ့တက်တွေတွဲဖောက်ပြန်နေတာကမှရှက်စရာကောင်းတာလို့အတိအကျပြောဆိုလိုက်တာပါနောက်ဆုံးမှာတော့မတ်ပန်ဆယ်လိုကလင်ကြီးကွယ်လင်ငယ်နေတဲ့ကိုချင်းတရားမျိုးနဲ့လူကငါလင်ကိုဘာလို့မြင်ချင်နေရလဲလို့မေးခွန်းထုတ်ထားပြီးဘာလဲကြောင်တောင်နှိုက်ချင်ပြန်ပြီလားဆိုတဲ့စကားလုံးနဲ့လည်းချမ်းမြတ်တော်ကိုအရှက်ရစေမဲ့အသုံးနှုန်းမျိုးသုံးပြီးညီကုန်းချုပ်လိုက်ပါတယ်သူမရဲ့၎င်းပိုးဆောင်မှာလည်းပြည်သူတွေကပန်ဆယ်လိုကိုတွားဆွတာပြီးရင်သူတို့ပဲထိတ်ကြီးကွဲပြီးပြန်ပြေးလာကြတာတော့မမှတ်ကြဘူးဆိုကလာရောက်မှတ်ချက်ပေးထားကြတာပဲဖြစ်ပါတယ်အဲလောက်မတ်ပန်ဆယ်လိုကသွေးကြောင်ရင်ဘေးချောင်စိန်ခေါ်ရင်တိမ်မော်ထိလိုက်မဲ့မိမဘာသာကြားမကြားဟာယာအကိုလေးပန်တဲ့ကိုရီးယားမြများတို့ရဲ့ပုတ်ဆွဲမှုပွဲစဉ်ကြီးပိုဝါမကူရေမရှူကြီးပွဲကြိုက်သူတို့ဖျားရီကွာစေနေကြစေတို့ပြင်ထားလို့ရပြီလို့တမင်ဖော်ခြင်းလို့ညံစင်တာကွက်တီကြီးတန်းဝင်လာရောဆိုကသူမထိန်ချန်ထားတဲ့အကွက်တွေကိုထုတ်သုံးလာခဲ့တာပဲဖြစ်ပါတယ်မတ်ပန်ဆယ်လိုကချမ်းမြတ်တော်ဟာ2021ခုနှစ်မှာလူငယ်ပေါင်း400ကျော်ကိုစစ်တင်တဲ့အကြောင်းပြပြီးငွေလိမ်ခဲ့တဲ့တပ်တွေဆိုတဲ့စကွန်ရှော့တစ်ခုကိုချပြလိုက်ပါတယ်ပန်ဆယ်လိုရဲ့ဖော်ပြချက်အရ2021ခုနှစ်ဇွန်လမှာကိုရီးယားရောက်တော်လန်ကျင်တဲ့လူငယ်တွေကိုတားကတ်ထားပြီး private group တစ်ခုဖွဲ့ခဲ့တယ်လို့ဆိုပါတယ်အဲ့ဒီမှာတဦးကိုတင်တန်းချင်း1.5 သိန်းခွဲတောင်းခံပြီးလူပေါင်း400ကျော်စီကငွေလိမ်ခဲ့တာလို့ဆိုပါတယ်တနက်ပြင်းဤတင်ပေးမယ်လက်နက်ကင်လေးချင်းပေးမယ်လို့လိန်လေပြောဆိုပြီးတကယ်တမ်းမှာတော့ဘောလုံးကွင်းနဲ့ပတ်ပြေးခိုင်းတာကလွဲလို့ဘာမှလုံမပေးခဲ့ဘူးလို့မတ်ပန်ဆယ်လိုကပြင်းပြင်းထန်ထန်ဆွဆွဲလိုက်ပါတယ်အခုမြင်တွေ့နေရတဲ့ screen shot ထဲမှာတော့တီချယ်ချမ်းချမ်းမြင်တဲ့အကောင့်ကနေတင်တန်းကြီးက1.5 သိန်း5,000မှာ5 သိန်းလို့မှားပြောမိတာကြောင့်နောက်ထပ်9,000ထပ်ပေးပါလို့ရေးသားထားတာကိုတွေ့ရပါတယ်မတ်ပန်ဆယ်လိုကတော့ဒါကိုလိန်မဝလို့ထပ်တိုးတောင်းတာလို့သမုတ်လိုက်ပြီးတနာလို့ရှော်ပေးထားတာပါဆိုတဲ့အထာနဲ့လူငယ်တွေရဲ့ချွေးနှဲစာကိုလိန်ယူခဲ့တာဖြစ်တယ်လို့ဆိုပါတယ်ဒီကိစ္စငွေလိမ်မှုတစ်ခုတည်းနဲ့မကပဲကိုရီးယားနိုင်ငံအတွင်းမှာစစ်တင်တန်းဆိုတဲ့ခေါင်းစဉ်နဲ့လက်နက်ကင်ကိစ္စတွေဆက်နွယ်နေတာကြောင့်အတော်လေးကြီးလေးတဲ့ကိစ္စဖြစ်ပါတယ်အစကတော့တော်လိုင်းမျက်နှာနဲ့လူငယ်တွေကအောင်အီတီးခံခဲ့ကြပေမဲ့အခုချိန်မှာတော့ချမ်းမြတ်တော်ဟာစစ်တပ်ဘက်ကိုဘောမသွားပြီးဖြစ်တာကြောင့်အနာခံပြီးပြန်တိုက်မဲ့သူတွေရှိလာပြီလို့မတ်ပန်ဆယ်လိုကသတိပေးလိုက်ပါတယ်ခြေမနဲ့ကလော်ထုံးရင်တော့ဂူဂျီအိတ်တွေဘုတ်ကနေပြုတ်ကျလာအောင်မယ်ဆိုတဲ့စကားနဲ့တူမတ်ပန်ဆယ်လိုကချမ်းမြတ်တော်ရဲ့လူလိမ်ဘဝကိုအမြင့်ကနေဆွဲထုတ်ပြလိုက်တာပဲဖြစ်ပါတယ်မတ်ပန်ဆယ်လိုကချမ်းမြတ်တော်ရဲ့ SCG ကုမ္ပဏီရှယ်ယာရောင်းစားမှုပါဝင်စုစုပေါင်းမြန်မာငွေ3,000 ချီတန်ဖိုးရှိတဲ့လိမ်လည်မှုစည်ရင်းတွေကိုလည်းအထောက်ထားနေတဲ့ကွာထပ်မံချပြလိုက်တာပါချမ်းမြတ်တော်ရဲ့ SCG ဆိုတဲ့ကုမ္ပဏီကနေတရားမဝင်ရှယ်ယာတွေထုတ်ရောင်းပြီးကိုရီးယားရောက်မြန်မာလူငယ်တွေကိုလိမ်စားခဲ့တဲ့ဆိုတဲ့ Telegram chat screenshot သက်သေတွေဟာကိုရီးယားနိုင်ငံရဲ့ဘဏ္ဍာရေးဆိုင်ရာဥပဒေတွေနဲ့အကြီးအကျယ်ညီဆိုးနေတဲ့ကိစ္စလည်းဖြစ်ပါတယ်မတ်ပန်ဆယ်လိုရဲ့ဆိုရမတ်ချမ်းမြတ်တော်ဟာသူမရဲ့နောင်မီလင်းနေတဲ့မျိုးသားနဲ့ပေါင်းပြီး SCG ဆိုတဲ့ကုမ္ပဏီကိုတီထောင်ခဲ့လို့ဆိုပါတယ်အဲဒီနောက်မှာတော့ကိုရီးယားမှာပင်မမတ်လုံနေတဲ့မြန်မာလူငယ်တွေကိုတော်လိုင်းဘတ်တော်သားချင်းယုံကြည်မှုကိုအသုံးချပြီးရှယ်ယာတွေရောင်းချခဲ့တာပါစကွင်ရှော့ထဲမှာကြည့်မယ်ဆိုရင်3 သိန်း30 သိန်း300ကြိုက်တော့ဝယ်လို့ရပါတယ်လို့ဆိုပြီးစီးရုံးထားတာတွေ့ရပါတယ်မတ်ပန်ဆယ်လိုကတော့ဒါဟာတရားဝင်ရှယ်ယာထုတ်ရောင်းခွင့် public offering မရှိဘဲလူလိမ်စကေးနဲ့လိမ်စားတာဖြစ်ပြီးအခုချိန်ဒီရှယ်ယာရှင်တွေကိုအကျိုးမြတ်ရောအရင်မှပြန်မပေးပဲသတင်းစာနာပြောင်းနေလို့ဆိုဆွဲထားပါတယ်မတ်ပန်ဆယ်လိုကချမ်းမြတ်တော်ရဲ့တော်လိုင်းစားကနေအခုထိလိမ်လည်ထားတဲ့ငွေကြေးပမာဏကိုပါတွက်ချက်ပြထားတာပါ2021စစ်တင်တဲ့လူ400ကျော်စီကတဦးကို1.5 သိန်းခွဲစီနဲ့1,200 ခန့်မြန်မာငွေ6,000 ဝန်းကျင်2024တင်တန်းစရန်လူ200 ခန့်စီက1,540 သိန်းမြန်မာငွေ3,500 ဝန်းကျင် SCG ရှယ်ယာအတီးပြုတ်နိုင်တဲ့လောက်မှာတင်1,264 သိန်းဒါအပြင်ပြည်တွင်းကနေကိုရီးယားပို့ပေးမယ်ဆိုပြီးတဦးကို380ကျော်တောင်းခံခဲ့တဲ့ကိစ္စတွေလည်းရှိနေရလို့ဆိုပါတယ်ဒီလိုမျိုးတရားမဝင်ရှယ်ယာရောင်းချခြင်း Posty Scan တွေလှုပ်ဆောင်ခြင်းဟာတောင်ကိုရီးယားရဲ့ Financial Investment Service and Capital Markets Act အရာ
ထောင်ဒဏ်တစ်နှစ်ကနေ10နှစ်ထိကြာခံရနိုင်တဲ့ပြစ်မှုတွေဖြစ်ပါတယ်။မတ်ပန်ဆယ်လိုကတော့နင်နာသူတွေအနေနဲ့ဥပဒေအကြောင်းအရရင်ဆိုင်ခြင်းကူညီပေးမဲ့အဖွဲ့အစည်းတွေနဲ့ချိတ်ဆက်ပေးထားပြီးဖြစ်ကြောင်းသတိပေးလိုက်ပါတယ်။မတ်ပန်ဆယ်လိုကတော့အားချောင်းရင်အခွန်ဆောင်ရတဲ့မိုးကြိုးပြင်းထန်းလျက်နဲ့ကာလို့မရဘူးဆိုပြီးချမ်းမမြတော်ကိုပြပြတသားလဲထိုးလိုက်တာပဲဖြစ်ပါတယ်။အဲနောက်ကွင်းပတ်ပြေးခိုင်းတာဝန်9သိန်းခွဲကြားတင်ပါလေဆိုတော့နင်ပတ်ပြေးခိုင်းတာဘာကွင်းများလဲကွင်းရောဟုတ်ရဲ့လားလဲကွက်များလားစစ်တင်တန်းပေးတာအကျော်လျှော်ခိုင်းတာမှတင်တန်းသားတွေကမလျှော့နိုင်လို့ဝန်9သိန်းခွဲအလကားယူလိုက်တာပါဆိုတော့နေအကျော်လျှော်ခိုင်းတာကရိုးရိုးမလျှော့ခိုင်းပဲဘလို့များအကျော်လျှော့ခိုင်းလိုက်လို့ဝန်9သိန်းခွဲတန်သွားတာလေမြမြရဲ့နှစ်လင်ကွာ3လက်ကင်မှုပဲတကယ်မြမြရဲ့ only fan တော့နင်းလောက်ဈေးမများဘူးဆိုတာခနဲ့ထားတဲ့ခါမှာတော့ comment ကိုအင်္ဂလိပ်ကင်ပြီးပိတ်ထားတဲ့မြမြတယောက်မတ်ပန်ဆယ်လိုချပြခဲ့တဲ့ဝန်သိန်း2200လိမ်လည်မှုဆွဆွဲချက်တွေနဲ့ပတ်သက်ပြီးရတိပြတ်ညင်းဆိုလိုက်ရုံနဲ့မကခိုင်လုံတဲ့အထောက်ထားတွေပါထုတ်ပြပြီးပြန်လည်တုံ့ပြန်လိုက်တာပဲဖြစ်ပါတယ်။သူမကမတ်ပန်ဆယ်လိုကိုဒလန်မလို့အမည်တက်ပြီးလူတို့ကိုအကောင့်သူတွေနဲ့လှည့်စားနေရလို့ဆွဆွဲထားကတင်တန်းကျွေးတွေကိုသူမရဲ့ကိုယ်ပိုင်အကောင့်ထဲကိုလွှဲခိုင်းခဲ့တာမဟုတ်ဘူးလို့ဆိုပါတယ်။စကွင်ရှော့တွေထဲမှာပြထားတဲ့အတိုင်းကိုရီးယားဘာသာနဲ့ရေးထားတဲ့ license ရှိတဲ့ကုမ္ပဏီအကောင့်တွေကိုဒါဓာတ်ရိုက်လွှဲခိုင်းတာဖြစ်ပြီးသူမအနေနဲ့ဘေးကနေကူညီဆောင်ရွက်ပေးခဲ့တာဖြစ်တယ်လို့ရှင်းလင်းထားပါတယ်။ငါအကောင့်မဟုတ်တာနောက်ထပ်တပ်တွေအများကြီးရှိသေးတယ်လို့လည်းသူမကဆိုပါတယ်။ဒါအပြင်သူမကအရင်ကတင်တန်းတက်ခဲ့ဘူးတဲ့သူတွေရဲ့ကျေးဇူးတင်စကားတွေကိုပါစကွင်ရှော့ရိုက်ပြီးချပြလိုက်ပါတယ်။အဲဒီတုန်းကတော့ဆီယာမကျေးဇူးတင်ပါတယ်အရေးတော်ပုံမပြတ်အောင်လှုံ့ဆော်ရမယ်လို့ပြောခဲ့ကြပြီးအခုမှပန်ဆယ်လိုရဲ့ပို့ဆောင်မှလိုက်ပြီးဆဲဆိုနေကြတဲ့မျိုးသားတွေကိုလည်းရှင်တို့အကောင့်တွေကိုငါဖုံးပေးထားတဲ့မှတ်ထားကြဆိုပြီးပြင်းပြင်းထန်ထန်သတိပေးလိုက်တာပါမတ်ပန်ဆယ်လိုတွက်ချက်ပြခဲ့လူ400ကျော်ဝန်2200မြန်မာငွေ3,600ဆိုတာဟာသူမရေးလေးရှိတဲ့ပုံစံတွေကိုလိုက်ကူးပြီးလောက်ကျန်ပြောဆိုတာဖြစ်တယ်လို့ချမ်းမမြတော်ကတုံ့ပြန်ထားပါတယ်နေငါသာမဟာငတက်ပြားမှာပါငါကငွေကြေးဆိုစမ်းမရှုပ်ချင်လို့အစာကလေးကမရှုပ်ထားတာလို့လေသူမကပြန်လဲတုံ့ပြန်ခဲ့တာပဲဖြစ်ပါတယ်အဲလောက်မတ်ပန်ဆယ်လိုကချမ်းမမြတော် promotion ဆင်းနေတဲ့ SCJ University ဆိုတာကြီးရဲ့နောက်ကျောင်းရာဇဝင်ကိုလည်းအထောက်ထားရင်းနဲ့တကွထပ်မံဖော်ထုတ်လိုက်ပြန်တာပါမတ်ပန်ဆယ်လိုရဲ့ fact check အရ SCJ University ဆိုတာဟာတောင်ကိုရီးယားနိုင်ငံမှာဘွဲလက်မှတ်ရောင်းဝယ်လုပ်တာတွေ fake degree တွေထုတ်ပေးတာတွေကြောင့်ကိုရီးယားဆိုရကိုယ်တိုင်ကအပြီးတိုင်ပိတ်သိမ်းလိုက်တဲ့ကျောင်းဖြစ်တယ်လို့ဆိုပါတယ်ရာဇဝင်ကတော့တကယ်ကိုကောင်းပလိဆိုပြီးမတ်ပန်ဆယ်လိုကခနဲ့တက်တဲ့ရေးသားထားပါတယ်အခုလိုဆိုရကပိတ်ထားတဲ့ကျောင်းကိုနာမည်ပြောင်းပြီးကိုရီးယားထွက်ချင်တဲ့မြန်မာနိုင်ငံသားတွေကိုထပ်မံဆွဲဆောင်နေတာဟာလူလိန်ခွင်တစ်တစ်ခုဖြစ်တယ်လို့လည်းဆိုဆွဲလိုက်ပါတယ်အထူးသဖြင့်လဲပေါင်းနွားပေါင်းပြီးရလာတဲ့ငွေကြေးတွေကိုအာကိုတကြီးနဲ့ပုံပေးမဲ့စင်းရဲသားတွေကိုထပ်မံလိန်စားမှာကိုအတော်လေးစိုးရင်ရလို့လည်းဆိုပါတယ်အရင်ကလည်းနာဆင်စကူးဆိုပြီးမရှိမဲ့ငွေလေးတွေပါသွားကြတာမကြသေးဘူးလို့ထောက်ပြတာပါတယ်အခုလည်းအစဲခံနေရတဲ့ဂျားကနေဒီเจ้าကိုဆိုတင် promotion လုပ်နေရတာဟာထပ်မလိန်ရတော့မှစိုးရင်နေပုံရတယ်လို့မတ်ပန်ဆယ်လိုကပြင်းပြင်းထန်ထန်ဝေဖန်လိုက်ပါတယ်စိတ်မပူပါနဲ့ SCG နာမည်နဲ့ဆိုရင်လူလိမ်မဲဆိုတာလူတွေသိအောင် awareness များများလုပ်ပေးပါမယ်လို့လည်းဂရုပေးထားပါတယ်ကဲမိဘပြည်သူများခင်ဗျာအလောက်ကိုင်းနေပညာရေးနဲ့ကိုရီးယားထွက်ဖို့စ조사နေသူတွေအနေနဲ့ဒီဆွဆွဲချက်တွေကိုတိတိကျကျစီစစ်ဖို့လိုအပ်လာပါပြီတစ်ဖက်ကလည်းချက်လက်တွေနဲ့ထိုးနှက်နေသလိုနောက်တစ်ဖက်ကလည်းဓာတ်ကိုစိုးတင်လှုံ့ဆော်နေတာမို့ဘသူကအမှန်လဲဆိုတာစောင့်ကြည့်ရမှာပါဆက်လက်ပြီးမတ်ပန်ဆယ်လိုကဘောမမတော်စစ်တပ်ကိုဥယာဖားရဘောပြေးမှသွားတဲ့အဓိကအကြောင်းရင်းကိုလည်းသိရပြီမို့ထင်ထားတဲ့အထက်ကိုတအားရုပ်ကမ်းပြီးတအားစုပ်ပဲတဲ့ကိစ္စဖြစ်ကြောင်းဘောမလို့ဆဲတာဆဲနေရပေမဲ့အဲ့လောက်ရုပ်ကမ်းမဲ့ထင်မထားဘူးတဲ့ရှေ့ကပြောသွားတဲ့လိန်စားတဲ့ကိစ္စတွေထက်အစာပေါင်းများစွာရုပ်ကမ်းတဲ့ကိစ္စဖော်ပေးရမလားရေးပြပေးရမလားဆိုကကြောက်ကြီးပန်းအောင်ထပ်မံစိန်ခေါ်ထားရပဲဖြစ်ပါတယ်ဒီလိုင်းမော်စစ်ပွဲနဲ့ပတ်သက်ပြီးတော့လဲအားချောင်းနေရဆိုတဲ့ page ကပန်ဆယ်လိုနဲ့ချမ်းမမြတော်ရန်ဖြစ်တာကြည့်ရတာအမေရိကန်နဲ့အီရန်စော်နေတယ်လို့ပဲတဲ့မာမီပန်က UAE နဲ့မက်ရွှေမိုးကလေဘနွန်လို့မြင်ကြည့်လိုက်ချမ်းမမြတော်ကမန်းကိုပိတ်လိုက်ဖွင့်လိုက်လုံနေတာကဟောမို့စီလဲကြလို့ပဲဟောပိတ်ပြီဟောဖွင့်ပြန်ပြီပြန်ပိတ်ပြန်ပြီပရိသတ်တွေဖိုးကရေလက်ကြားဖြတ်ရမယ့်တင်းမောများလို့ပဲဖွင့်ပြီဆိုပြေးမှန်းလိုက်ပိတ်ထားလိုက်စောင့်နေလိုက်ပန်ဆယ်လိုကလည်းနိုင်နေပြောတယ်ချမ်းမမြတော်ကလည်းနိုင်နေပြောတယ်ချမ်းမမြတော်ကသူပြောတာနိုင်နေပေမဲ့ဘောမာတဲ့မှုရောကြံတဲ့ပြဿနာပေါင်း16000နဲ့ထောင်းလမောင်းကြည်နေပြီရှာဖွေသားများတိတ်ခါကလည်းအခြေအနေကိုသိချင်ရင် react data တွားကြည့်လိုက်တော့လို့ပြောရမယ်အီရန်လိုပဲနိုင်တော့နိုင်တယ်ခေါင်းဆောင်တွေလည်းစမုံတုံးပြည်သူလည်းထောင်းလမောင်းကြည်နေပြီဆိုတာမျိုးပေါ့ဒီကြားတဲ့ချမ်းမမြတော်ကပန်ဆယ်လိုနဲ့ချနေရင်အခွင့်သာလို့ဂွင်တွေ့ရင်ကိုရီးယားကနေမြေကန်မာမီပန်တို့သိန်းနန်တို့ကိုတွားထူထောင်းသေးတာ
ဟိုကလည်းနိုင်ငံချင်းချင်းတွေရတိတ်ပြောလို့မဖြစ်နေဘူးလေမမမမရုံသက်ရှင်းရမှာကမလွယ်ဘူးကိုမက်ရွှေမိုးကတော့အီရန်မြမြတော်နဲ့ပေါင်းလိုက်တာလက်ဘနွန်မိုးဖြစ်သွားရှာတယ်ဟိုကလည်းမထူးဆက်ခင်းပြီးချက်လော့အဆက်တွေပါထုတ်ပစ်တာဟေးတကယ်ကိုကမ္ဘာစစ်ပွဲကြီးတစ်ခုလိုပါပဲခင်ဗျာအီရန်မြမြတော်ကအမေရိကန်ပန်ဆယ်လိုကိုချနေရင်းနဲ့အခွင့်အရေးဘေးကနေမြေကန်တွေကိုပါလိုက်ထိုးနေတာကလည်းစစ်ပွဲရဲ့ထုံးစံတိုင်းပါပဲမက်ပန်ဆယ်လိုကချမ်းမြမြတော်ကိုငွေလိမ်မလို့ဆွဆွဲပြီးမခံကြအောင်စစ်မြူခဲ့တာဟာလေရိုးရိုးတက်တက်တိုက်ခိုက်တာမဟုတ်ပါဘူးလက်ရှိမှာစစ်ကောင်စီဘက်ကိုရိမ့်ပြီးဘောမနေတဲ့ချမ်းမြမြတော်ကိုသူမကိုယ်တိုင်ကငါဟာရင်ကအကြမ်းဖက်စစ်ကောင်စီကိုတိုက်ခိုက်ဖို့ကူညီခဲ့ဘူးတဲ့ဆိုတာကိုလူပုံလယ်မှာဝန်ခံလာအောင်အကွက်ဆင်လိုက်တာပဲဖြစ်ပါတယ်ချမ်းမြမြတော်ဟာသူမကိုသူမငွေမလိမ်ဘူးဆိုတာကိုတက်တည်ပြကျင်တဲ့ဇောနဲ့ဒေါသတကြီးတုံ့ပြန်တဲ့အခါမှာတော့မတ်ပတ်ဆယ်လိုချင်တဲ့အကွက်ထဲကိုအတိအကျကျွံဝင်သွားပါတော့တယ်သူမချပြလိုက်တဲ့စကွင်ရှော့တွေနဲ့ရှင်းလင်းချက်တွေဟာသူမကိုယ်တိုင်တော်လှန်ရေးတင်တန်းတွေမှာဥဆောင်ပါဝင်ခဲ့ကြောင်းဆီယနာရှင်ကိုတိုက်ခိုက်ဖို့လူငယ်တွေကိုစီးယုံခဲ့ကြောင်းခိုင်လုံတဲ့ကိုယ်တိုင်ဝန်ခံချက်တွေဖြစ်သွားခဲ့ရပါတယ်ဒါဟာရိုးရိုးဆဲပွဲမဟုတ်ပဲညရည်ချင်းပြန်ရတဲ့ chess game တစ်ခုလိုပါပဲမတ်ပတ်ဆယ်လိုကတော့အေးစစ်စစ်နဲ့ပဲပြိုင်ဘက်ကိုအမားလုံးအောင်ဝန်ခံချက်တွေအန်ထွက်လာအောင်ဖန်တီးပြသွားခဲ့တာပါပရိသတ်ကြီးကဒီလိုပါနေတဲ့တံပြန်ပြူဟာပေါ်ဘလို့မြင်ကြလဲခင်ဗျာအခုဆိုရင်တော့ချမ်းမြမြတော်ဟာလက်ရှိဘတ်တော်သားတွေနဲ့ရောအရင်ကတော်လိုင်းဘတ်တော်သားတွေနဲ့ရောဂျားညက်သွားပြီလို့ဆိုရမှာပါပွဲကမပြီးသေးပေမဲ့လည်းဒီသတင်းကြောင်းလေးကတော့ဒီမှာရင်ခိတခဏရန်နာခွင့်ပြုပါအောင်ခင်ဗျာနောက်တဲ့သတင်းကြောင်းလေးတွေကိုသိရှိနိုင်မှုအတွက်လည်းကျွန်တော်တို့ channel ကို subscribe လုပ်ပေးထားကြပါအောင်လို့တောင်းဆိုရင်အားလုံးပဲကိုရောစိတ်ပါချမ်းသာကြပါစေခင်ဗျာဘောမတွေမပါပါဘူး